ကန်တရားတစ်ခါတလေကြာတော့ငါပဲရှိတော့ပဲဘေးမှာထိုင်နေတာနဲ့သမီးလေးကြာနေတာပဲရပါတယ်ညီမလေးရဲ့စိတ်ကြိုက်မိပါအဲ့ချင်းအိပ်ပါလို့ပြောတော့ပါဗျာဟေးဘေးအေးလွတ်လွတ်လပ်လပ်အေးဘယ်လိုဖြစ်လို့လဲဟုတ်ကဲ့မော်စကိုတော့နော်ဒီဘေးနဲ့တော့ငါတိုင်ပတ်ပြီဟေးစိတ်နေတော့ပဲဟေးထမင်းနေပြန်တောင်းမှလာတယ်နော်ရပါတယ်ညီမလေးရဲ့ဟေးဘေးလုတ်ပြန်ပြီလားထက်ကလာမီနေတာခဏပြောတာမကြိုက်ဘူးနော်ကြည်နူးလိုက်တာကွယ်နန်းတော့နန်းပလိုက်ချင်တာထမင်းနေပြန်တောင်းမှလာတယ်ရှင်အားနာပါတယ်ကွယ်ရပါတယ်ကွယ်လာပြန်ပြီလားငါလုံးမသား怎么找到我来家里的大哥没有没没喽？